မင်္ဂလာပါရှင်ဒီကနေ့ကျွန်မဖတ်ပြပေးမှာကတော့ဆရာကြီးဖူးကျော်ရေးသားထားတဲ့ကော့တုံသရစ်သို့မဟုတ်ရေအောင်မြို့သောအပိုင်း9ခခွေးပဲဖြစ်ပါတယ်ရှင်သူသည်ခေါမယောမနှင့်အာရိချာဂီဘကီရီစသောအရက်ရှိမျက်နာကိုနှစ်ပေါင်းများစွာမြို့ရွာတောတောင်အနှံသွား၍လောကီပညာရှာမိစီးပူးလာခဲ့သူဖြစ်သည်ရှေးအကြဆုံးလောကီပညာဂိုင်းပေါင်းများစွာအယူဝါဒများစွာတို့ကိုလည်းလေ့လာခဲ့သူတက်ကြွလာခဲ့သူဖြစ်သည်ဤရုပ်ဖန်းတန်ဖန်းအရေးနှင်းပညာသည်လောကီရေးရာတွင်အစွမ်းထက်မြက်ဆုံးသောပညာရပ်ဖြစ်သည်မိသည့်တက်ရှိတတဝါကိုမဆိုဤပညာနှင့်ပြုစားနိုင်သူဖြစ်သည်ယခုသူနှင့်တကွာသူဂိုင်းသားဂိုင်းသူများဤစောင့်ဝင်နေရေးအားလုံးကိုယုံယုံကြည်ကြည်နှင့်လက်ခံဆောင်ရွက်ပေးခဲ့သူဘုံမရစ်မြို့ဟီလီဒရိုက်တထေးကြီးဤလူရင်ဆန္ဒကိုဖြည့်ပေးမိခါမှာဤပညာဤအစွမ်းကိုဖြိုဖျက်ပြစ်နိုင်သူသည်မိသူနီမိသူသောအတတ်ပညာရှင်သည်ဤဒီကိုကာလာဘုတ်ကြီးအထက်ထက်အခါခါတွေးခေါ်ကြည့်သည်သို့သောယခုထိမူအဖြေပေါ်မလားတွေးခေါ်ကြံစ၍မရထို့ကြောင့်သူဤအန်ဒီဝါတိကကြီးများကိုအမိန့်ပေးသည်တပည့်တို့ဘာပဲဖြစ်ဖြစ်ဆရာအရှင်ရဲ့ဒီပညာစွမ်းကိုမိသူကခြေဖြတ်သည်စန္ဒာဒီဝီလေးအကောင်းပကတိဖြစ်သွားအောင်မိသူကစွမ်းဆောင်ပေးလိုက်သည်ဒါကိုငါတပည့်တို့အမြန်ဆုံးစုံစမ်းကြပါဒီပညာကိုဆရာအရှင်သိလိုတယ်ဤသို့ဖြင့်တော်နီယိုနှင့်တော်မီနှင့်အတွေ့အထိအစ္ဆဒတို့သည်စန္ဒာဒီဝီလေးအားအကောင်းပကတိဖြစ်လာအောင်စွမ်းဆောင်နိုင်သောပညာရှင်မိသူဖြစ်သည်ကိုဘုံမရစ်တစ်မျိုးလုံး၌စုံစမ်းကြသည်ပညာရှင်ကိုမူမိသူမိဝါဟုမသိတော့လေစန္ဒာဒီဝီလေးတို့မိသားစုကောတုံသရစ်မြို့သို့သွားပြီးဆေးကုကြသည်ကောတုံသရစ်မြို့ကပြန်လာမှာအကောင်းပကတိဖြစ်လာကြောင်းသတင်းရသည်ဤဒီကိုသူတို့ဆရာကြီးကာလာဘုတ်အားတန်တော်ဦးတင်ကြသောအခါကာလာဘုတ်ကြီးကကောင်းပြီတပည့်တို့ဒါဆိုဆရာရှင်တို့ကောတုံသရစ်ကိုလိုက်ကြရမယ်ဒီပညာရှင်ကိုကောတုံသရစ်မှာစုံစမ်းရမယ်ဒီပညာရှင်နဲ့ဆရာတို့လောကီအစွမ်းပြိုင်ကောင်းပြိုင်ကြရလိမ့်မယ်ဒီတော့ငါတပည့်ကြီး2ယောက်လေဆရာရှင်နဲ့အတူကောတုံသရစ်ကိုလိုက်ကြရလိမ့်မယ်ဘုံမရစ်ကဆရာအရှင်ရဲ့ဂိုင်းသူဂိုင်းသားများကိုထိမ့်ကွကြက်မှတ်နိုင်တဲ့တပည့်များကိုလွှဲအပ်ကြပါဆရာရှင်တို့ချက်ချင်းကောတုံသရစ်ကိုတွားဖို့စီစဉ်ကြပါဟုမိန့်ကြားလေ၏သူဆရာကြီးအမိန့်အတိုင်းတော်နီယိုနှင့်အစ္ဆဒတို့ကောတုံသရစ်ကိုလိုက်ကြရန်အပူတပြင်းစီစဉ်ကြတော့သည်ကာလာဘုတ်ကြီးနှင့်အတူဆရာတပည့်3ယောက်တို့သည်သူတို့၏ဂိုင်းဝိယုံကိုခွာကာကုံသွဲအသွင်တရံနှင့်ဘုံမရစ်စိတ်ကန်းဆင်လာသည်ရွက်တိုင်ထိပ်တွင်နဂါးတစိပ်ပါရွက်သင်းမောများကိုအလင်းလိုက်ရှာကြသည်ကောတုံသရေမှာရွက်သင်းမောများကိုတွေ့သောအခါယနေ့နှက်ပြန်ထွက်မိရွက်သင်းမောတစည်းစည်းကိုလိုက်ရှာကြပြန်၏မကြာမီဤနေ့ရေတက်နှင့်ထွက်မိရွက်သင်းမောတစည်းကိုတွေ့သည်ရွက်သင်းမောပေါ်တက်၍ကောတုံသရေသို့လိုက်ပါရန်လှေတကြီးအားတောင်းပန်ပြောကြကြသည်ကုံသည်ချင်းချင်းဟူသောသဘောနှင့်လှေတကြီးကလည်းလိုက်ပါခွင့်ပြုသည်ကောတုံသရေသားလှေတကြီးနှင့်လှေသမားများမှာဤပုဂ္ဂိုလ်3ယောက်သည်တနေ့နေ့တစ်ချိန်ချိန်တွင်ကောတုံသရေမြို့ကြီးကိုထွက်ခွင်ပြည့်မိသူများဟုထိုစဉ်ကဘလို့မှမထင်ခဲ့မသိခဲ့ကြထို့ကြောင့်လဲသူတို့ရွက်သင်းမောပေါ်တွင်ဘုံမရစ်မြို့ကြီးမှကုံသည်3ယောက်အဖြစ်နှင့်သာတင်ခေါ်လာကြခြင်းဖြစ်လေသည်ကာလာဘုတ်ကြီးနှင့်သူတပည့်2ယောက်မှာအကြံစီနှင့်လာကြသူများဖြစ်ရာရွက်သင်းမောပေါ်ရောက်သည်နှင့်စကားမရှိစကားရှာကကောတုံသရစ်မြို့ကြီးတွင်လူပြုစုံပြုအမှောင်ပယောဂကိုကုသနိုင်သောဆရာရှိမရှိမေးမြန်းစုံစမ်းကြသည်သူတို့အကြောင်းကိုမသိသူကောတုံသရစ်လှေသမားများကလည်းသဘောရိုးနှင့်သူတို့ကောတုံသရစ်တွင်လူပြုစုံပြုအမှောင်ပယောဂလောက်ကိုဘယ်ဆရာစီမှသွားကုသရန်မလိုပဲကောတုံသရစ်ဖျားပေါ်ရောက်သည်နှင့်ချက်ချင်းပျောက်ကြောင်းဟုတ်မှန်သည့်အတိုင်းပြောကြားလိုက်ကြသည်ထိုချိန်မှစ၍အစ္ဆဒသည်ယူကြောင်မူးကြောင်အသွင်သဏ္ဍာန်ကိုဆောင်ကလူပြူစားခံထားရသူအဖြစ်စ
စားတောက်နေထိုင်ပြသည်ဤသို့နှင့်ပင်ကာလာဘုတ်ကြီးနှင့်သူတပည့်ကျော်နှစ်ယောက်တို့သည်နောက်တစ်နေ့မနေ့တွင်ကောတုံရဲမြို့၏အပြင်ကျုံးလီစိတ်ကိုရောက်လာကြတော့သည်သူတို့သည်အစ္ဆဒ၏ယူးကြောင်မူးကြောင်အသွင်တရံကိုပြကာကောတုံရဲဖျားသွားလန်းကိုမေးမြန်းပြီးကောတုံရဲဖျားကုန်းပေါ်တက်လာကြသည်သို့သောဖျားရှိတို့ပင်မရောက်သည်သူတို့သုံးယောက်စလုံး၏တကူလုံးမှာရာရန်လာကြသည်အစကမူရေပြောင်းမြေပြောင်းကြောင့်ဟုထင်ခဲ့ကြတော့လေဖျားเจ้าရိတ်နားကိုရောက်သောအခါသုံးယောက်စလုံးမှာမနေနိုင်တော့အောင်မခံကြည့်မခံသာရာရန်လာကြသည်ထို့ကြောင့်သူတို့သုံးယောက်သည်ရှေ့ဆက်မလျှောက်ရဲကြတော့ပဲနောက်ပြန်လှည့်လာကြသည်ဖျားကုန်းအစဉ်တဝက်လောက်အရောက်တွင်သုံးယောက်စလုံးရာရန်ခြင်းလုံးဝပျောက်သွားသောအခါတယောက်မျက်နှာတယောက်ကြည့်ရှုပြီးတအံ့တအောကြီးဖြစ်သွားကြသည်သင်္ဘောပေါ်၌ကောတုံတဲ့သားတို့ကတကူကြီးဖျားဆိုသည်မှာဤဖျားပင်မုတ်ချဖြစ်ရမည်ဟုသုံးယောက်စလုံးတွက်ဆမိကြသည်သို့သောလောကီပညာအရာတွင်တစ်ဖက်ကန့်ခတ်အောင်တက်ကြွနေကြသူကာလာဘုတ်နှင့်သူတပည့်ကျော်နှစ်ယောက်မှာဤဖျားဤအစွမ်းကိုသိလိုကြသဖြင့်စမ်းကြည့်သောအနေနှင့်ဒုတိယံပိဖျားကုန်းတော်ပေါ်တက်လာကြပြန်သည်ဤတခါတော့ဤသူတို့တကူလုံးမှာရရန်လာခြင်းအလျင်းမရှိကြတော့သို့သောထူးဆန်းအံ့ဩဖွယ်ရာဖြစ်သောအပူလိုင်းတစ်ခုသည်သူတို့ကိုယ်ပေါ်သို့ကြာရောက်လာပြန်သည်ကာလာဘုတ်ကြီးနှင့်သူတပည့်နှစ်ယောက်တို့မှာတော်တော်တန်တန်နှင့်ဇွဲလျှော့တတ်သူများမဟုတ်ကြလေရာဖျားကုန်းတော်ပေါ်စူးစမ်း၍ဆက်တက်လာကြ၏သူတို့ခြေလန်းတလန်းရှေ့ကိုတိုးလှမ်းလိုက်တိုင်းအပူလိုင်းကသူတို့ကိုယ်ပေါ်တဆတိုးကျရောက်လာသည်နောက်ထပ်ရှေ့တလန်းကိုမူမိတို့မြဆက်မတိုးဝင်ကြသလိုဖြစ်ကာချွေးသတိဒီနှင့်ဖျားကုန်းတော်ပေါ်မှနောက်ပြန်ဆုတ်လာခဲ့ကြရပြန်သည်ဤမြဆိုလင်ဤဖျားဤတကူအာနုဘော်ကိုသူတို့အတက်သိလိုက်ကြပြီးမိသည့်ဘယောကဆရာမှကုသ၍မရနိုင်သောအယိတ်နှင်းလောကီပညာဖြင့်ပြုစားခံရသူစန္ဒာဒေဝီလေးဤဝေဒနာသည်ဤကောတုံတဲ့ဖျားတကူကြောင့်အကောင်းပကတိပြန်ဖြစ်လာသည်ကိုလည်းသိသွားကြသည်သူတို့မှာဤဖျားကိုအနီးကလေ့လာရန်မဆိုထားနှင့်ဖျားဤရုပ်ပွားတော်ပုံသဏ္ဍာန်ကိုပင်မမြင်မတွေ့ခဲ့ကြရပေကုန်းတော်ဘော်ကဆင့်ပြေးလာခဲ့ကြရာဤဖျားကိုသူတို့ဤတိတ်တိမဟိတ်တိအစွမ်းတစ်ခုတည်းနှင့်ဘလို့မှရှင်ပြိုင်နိုင်စွမ်းမရှိဆိုသည်ကိုလည်းသိသွားကြသည်ထိုအခါဤဖျားဤတကူအိဋ္ဌိပတ်များပြက်ပြေသွားအောင်မိတို့မိဘုံစီမံဆောင်ရွက်ကြရမည်ကိုကာလာဘုတ်ကြီးတို့ဆရာတပည့်၃ယောက်အကြံထုတ်ကြရတော့သည်ဤဖျားဤတကူအာနုဘော်များပြက်ပြေရုပ်ရော့သွားအောင်အချိန်မီမျှကြာယူပြီးလေ့လာလှုပ်ဆောင်ကြရမည်ကိုလည်းမသိရသည်ထို့ကြောင့်သူတို့သည်ကောတုံရဲမြို့တွင်အချိန်ကြာနေကြရမည်ဖြစ်ရာအမိကောင်းလိုသည်ကောတုံရဲသားတို့၏ဖျားယုံကြည်ကိုးကွယ်မှုကိုဤပညာအမျိုးမျိုးနှင့်ရုပ်ရော့သွားအောင်ကြံဆောင်လုပ်ကင်ကြရမည်မိယိုးဖလာအယူအဆွဲကြီးနေကြသောလူများစီ၌သူတို့တဲခိုနေထိုင်၍လဲကြာရှည်ရမည်မဟုတ်သူတို့ဖျားဤကံ၅ပါးကိုခောက်ဝတ်ပစိုးကဲ့သို့မြဲမြံစွာစောင့်ထိန်နေကြသူများကရက်ရှည်လများသူတို့နေထိုင်ခွင့်ကိုလည်းလက်ခံကြမည်မဟုတ်ထို့ကြောင့်သူတို့ဖျားဤကံ၅ပါးကိုနေ့စဉ်နှင့်အမျှကျူးလွန်ရန်ကောတုံတဲ့သားတို့နှင့်ဘာသာမတူသူသူတို့ဖျားဟောကံ၅ပါးတွင်ထိတ်ဆုံးငါပါသောပါဏာတိပါဒကံကိုနေ့စဉ်ကျူးလွန်နေကြသူထို့သောကျူးလွန်ရသည်ကိုပင်ကုသိုလ်ကောင်းမှုကြီးဟုထင်မှတ်ကာအယူဝါဒရှိသူတို့စီ၌သာသူတို့သည်ကြာရှည်စွာနေထိုင်၍ရမည်ပိုင်၍ရမည်သူတို့ထို့သောကြာရှည်စွာနေနိုင်မှလည်းကောတုံရဲဖျား၏တကူအိဋ္ဌိပတ်ကိုလေ့လာဖြည့်ဆည်း၍ရမည်ဟုအကြံပေါက်ကနောက်ဆုံး၌ကာလာဘုတ်ကြီးနှင့်တော်နီယိုအစ္ဆဒတို့မှာမြို့ပြင်ကျုံနာရှိအတ္တသမားတို့၏ရွာသို့ရောက်သွားကြသည်အစကမူဘုံမရစ်မှတရေဝေရန်ရောက်လာကြသူများအဖြစ်နှင့်ချင်းကပ်ကြသည်နေ့စဉ်ကျွဲနွားသိုးစိတ်များကိုတတ်ဖြတ်နေကြသူများသည်အနန္တစัจ java လာရှိတကူကြီးနတ်ဒေဝတာများကိုပူဇော်နေကြသူလောကအမြင်၌လည်းမင်းနှင့်တကွာပြည်သူပြည်သားတို့၏စားတောက်ရန်အလို့ငါတတ်ဖြတ်ပေးနေကြရသူကုသိုလ်ယူနေကြသူများဖြစ်၍
ကြီးစွာသောကုသိုလ်များကိုနေ့စဉ်ရရှိနေကြသူများဟုချီးကျူးထောပနာစကားကိုကာလာဘုတ်ကြီးတို့၏ဆရာတစ်ပည့်၃ယောက်ကတွင်ပြောကြားတွင်ဟောဆိုကာတတ်သမားတို့ရွာ၌သူတို့စတဲ့ချနေထိုင်ကြလေသည်နေ့စဉ်နှင့်အမျှသားကောင်တက်၍အသက်မွေးနေကြသူတတ်သမားများကလည်းအယူဝါဒတူသူသူတို့၏သားကောင်တတ်သောအလုပ်ကိုကောင်းကြီးဩဘာပေးကြသူကာလာဘုတ်ကြီးတို့ဆရာတစ်ပည့်၃ယောက်အားကြီးဖြူနှင့်ပင်လက်ခံထားကြသည်ဒီလိုနှင့်ကာလာဘုတ်ကြီးတို့ကလည်းတတ်သမားတို့၏သားသမီးများကိုလောကီပညာရများဖြစ်သောမျက်လက်ကစ၍အင်းအိုင်ခါလက်ဖွဲ့မန္တရာအသက်များကိုပါသင်ပေးကြသည်တတ်သမားတို့၏ကလေးတငယ်များကိုမျက်လက်အတတ်ပညာများကစ၍အင်းအိုင်ခါလက်ဖွဲ့မန္တရာအသက်များကိုပါသင်ပေးနေကြသလိုတော်နီယိုနှင့်အစ္ဆဒတို့သည်ကောတုံတွေမြို့၏လမ်းစုံလမ်းကွာရှိမီးရှူးမီးတိုင်ကကြေတယ်မှရုပ်ထုစီမီးခွက်အောက်တို့၌လေညဆိုလင်သူတို့အလွန်ကျွမ်းကျင်သောမျက်လက်အတတ်ပညာများကိုပြသလာကြသည်ဇန်းခေါ်တန်ချိုတေးလင်္ကာများနှင့်တချင်းကမအထောက်တက်တို့၏တီဆိုမှုပင့်ကူအကတို့ကိုသာညစဉ်ညတိုင်းကြည့်ရှုလာခဲ့ကြသောကောတုံတဲ့သူကောတုံတဲ့သားတို့မှာအသည့်စမ်းဖြစ်သောတော်နီယိုနှင့်အစ္ဆဒတို့၏မျက်လက်ပြသမှုများကိုမြင်ကြရသောအခါအထူးစမ်းဖြစ်၍တော်နီယိုနှင့်အစ္ဆဒတို့၏ပွဲမှာလူတိုးမပေါက်အောင်စီကားလာပြန်သည်လောကီပညာရက်ပေါင်း1000လောက်ကိုအရေးကြိုတောက်ထားသည်ဟုပြောဆိုရလောက်အောင်ပင်ကျွမ်းကျင်ကြသောတော်နီယိုနှင့်အစ္ဆဒတို့ကလည်းသူတို့၏လောကီပညာရက်တွေကိုတနေ့တစ်မျိုးမရိုးရအောင်ပြသ၍ကောတုံတဲ့သူကောတုံတဲ့သားများကိုလှည့်စားလျက်ရှိကြသည်မျက်လက်နဝက်လက်ပင်စလက်အင်းလက်ဆေးလက်လောကီအတတ်ပညာများကိုတစ်ဖက်ကန်းခတ်တက်မြောက်ထားကြသောတော်နီယိုနှင့်အစ္ဆဒတို့သည်အလွန်ပူလောင်သောမိတောင်မီးရှံများကိုမျိုးစားပြခြင်းဝမ်ဘိုက်တွင်မှသူတို့၏ဥတွေကိုတလန်နှစ်လန်ဆွဲထုတ်ပြသခြင်းသူတို့ကိုဓားလန်တို့နှင့်ထိုးတော်လဲမပေါက်မပြဲမထိမရှခြင်း4-5လန်ရှည်သောလှေလောင်းများကိုပင်သူတို့ပါဇက်နှင့်မျိုးပြခြင်းလူစင်စစ်ကိုအဝတ်နဲ့အုပ်လိုက်သည်နှင့်တရိษံဖြစ်သွားခြင်းကိုင်းတွယ်ဖနှောက်ပေါက်ကိုရောင်ဖြောက်ခြင်းမိုးပေါ်ပြန်ပြခြင်းကိုကွင်းစွတ်ကိုကွင်းလွတ်စသည့်လောကီပညာရက်များကိုပါကောတုံတွေမြို့၏လမ်းစုံလမ်းကွများ၌တတ်သမားရွာကတပည့်တပန်းများနှင့်ညစဉ်ညတိုင်းတနေရာမဟုတ်တနေရာမြို့ကိုလှည့်၍ပြသနေကြရာကြာလာသောအခါကောတုံတွေသားတို့၏ရိုးရာယဉ်ကျေးမှုအကအပြအစိုးအတီးအမှုတ်တို့မှာတဖြည်းဖြည်းပျောက်ကွယ်ကာတော်နီယိုနှင့်အစ္ဆဒတို့၏လောကီပညာပြပွဲများကိုသာစိတ်ဝင်စားလာကြသည်ထို့ကြောင့်လေဤညပြပွဲပြီးသည်နှင့်နောက်ညတွင်မိသည့်ကျုံရွာမိသည့်အရက်တွင်နောက်တည၌မိကဲ့သို့သောထူဆန်အံ့ဩဖွယ်ရာအတတ်ပညာများကိုပြသကြအောင်မည်ဆိုသည်ကိုလေတော်နီယိုနှင့်အစ္ဆဒတို့ကဤနေ့ညကပင်ကြေညာပြောကြားလိုက်ကြသည်ထို့ပြင်ယခုသူတို့ပြသသောအတတ်ပညာများကိုသင်လိုသူစီးဘူးလိုသူလိလာလိုသူများကိုလည်းသင်ကြားပေးမည်ဟုဆိုသောအခါကောတုံတွေကလူငယ်လူရွယ်များမှာထိုအတတ်ပညာကိုတက်လိုသူသင်လိုသူများကလည်းဒုနဲ့ဒီဖြစ်လာကြတော့သည်ဒီလိုနှင့်ကောတုံတွေမြို့ကြီးကိုပိုင်ဆိုးအုပ်ချုပ်နေသောတာဝန်ဤရွှေနာတော်အထိပေါက်ကျသွားရာတော်နီယိုနှင့်အစ္ဆဒတို့၏အတတ်ပညာပြပွဲများကိုကြည့်လိုမြင်လိုကြသောအာဝမင်းနှင့်မိဖုရားတို့ကတပြည်တနိုင်ငံကရောက်လာကြသောလောကီပညာရှင်ကြီးကာလာဘုတ်တို့၏အဖွဲ့ကိုနန်းတော်ထဲကိုဆင့်ခေါ်၍ပြသခိုင်းနေတော်သည်အာဝမင်း၏နန်းရင်ပြင်တွင်ပြသရသောလောကီပညာပြပွဲကြီးကိုကာလာဘုတ်တို့အဖွဲ့ကလည်းလူစင်စစ်ကငှက်လင်းတာကြီးဖြစ်သွားခြင်းမွေကြီးဖြစ်သွားခြင်းဘရင်ရှေ့မောက်၌ပင်မြေချင်းတူမြုပ်လိုက်သူကပွဲပရိသတ်ထဲမှပြန်ပေါ်လာခြင်းလေထဲတွင်ပြန်ဝဲပြခြင်းစသည့်ပညာရက်များကိုပြသကြရာအာဝမင်းနှင့်မိဖုရားများမောင်မမိတ်တန်များတို့မှလည်းအလွန်သဘောကျကြရာ
ကာလာဘုတ်ကြီးတို့အဖွဲ့ကိုစုတော်လက်တော်များချီးမြှင့်ကတော်ဝင်လောကီပညာရှင်ကြီးဘွဲ့ကိုအနှင်း၍တီးခြားအဆောင်ရောင်များကိုပါချီးမြှင့်မြောက်စားလေတော့သည်ကောတုံတရေမြို့ကိုရောက်လာကြစဉ်ကသားတသမားတို့ရွာတွင်စင်စင်ရဲရဲနှင့်အခြေချနေထိုင်ခဲ့ကြရသောကာလာဘုတ်ကြီးတို့အဖွဲ့မှာယခုအခါအာဝမင်းကပင်မြောက်စားလာသဖြင့်တီးခြားအိမ်တီးခြားအရက်တွင်တပည့်တပန်းများနှင့်လောကီပညာရပ်ဆိုင်ရာတက္ကသိုလ်ကြီးတစ်ခုကိုပင်ဘုရင်အမိန့်တော်နှင့်တီထောင်ခွင့်ရသွားကြလေသည်ထိုအခွင့်အရေးကိုရသွားသည်နှင့်တပြိုင်နက်ကာလာဘုတ်ကြီးနှင့်တော်နီယိုအစ္ဆဒတို့သည်မင်းနှင့်တကွကောတုံတဲ့တတိုင်းလုံးသားများသူတို့အားယုံကြည်ကိုးစားလာရအောင်လောကီအောက်လန်းနည်းများနှင့်လူများကိုပြုစားကြသည်သို့သောသူတို့၏လောကီပညာအစွမ်းမှာကံ၅ပါးလုံခြုံနေသောကောတုံတဲ့သူကောတုံတဲ့သားတိုင်းကိုပြုစား၍မရတဦးတလီကိုပြုစား၍ရတော်လေကောတုံတဲ့ဖျားပေါ်သို့ရောက်သည်နှင့်ချက်ချင်းပျောက်ကင်းသွားရာသူတို့မှာကောတုံတဲ့ဖျားကိုပြိုင်မရဖြစ်နေကြသေးသည်ထိုအခါကာလာဘုတ်ကြီးတို့မှာကောတုံတဲ့သားကောတုံတဲ့သူများကံ၅ပါးမလုံးကြုံအောင်ကောတုံတဲ့ဖျားတကူအာနုဘောပြက်ပြေအောင်မိတို့လောက်ကြရမည်ကိုနေရှိသည်၍ကြံစီအားထုတ်နေကြသည်ဤမြဘုံတကူအာနုဘောကြီးအောင်ဤဖျားကိုမိတို့သောအစီအမံတွေနှင့်စီရင်ပြုတ်လုထားခဲ့ကြသည်ကိုလည်းလိုက်လံစုံစမ်းကြသည်သို့သောဤကောတုံတဲ့ဖျားကိုမိကဲ့သို့သောအစီအမံတွေနှင့်မိသူကပြုတ်လုထားခဲ့သည်ကိုမိသူကမျှမပြောနိုင်ကြဤကောတုံတဲ့မြို့ကြီးကိုစတင်တီစဉ်ကပင်ဤဖျားကိုတီထားကိုးကွယ်ကြသည်လောက်သာပြောနိုင်ကြသည်သို့သောဤဖျားပေါ်၌အညိုတေးကြီးနေကြသောကာလာဘုတ်ကြီးတို့၏ဆရာတစ်ပည့်၃ယောက်မှာအကြံအစီကိုလုံးဝလက်မလျှော့ကြသေးပဲနေသေးတပခြုံထဲကဂျိုသွေးတပတမျှမျှလုံနေကြတော့မည်ကာလာဘုတ်ကြီးတို့ဆရာတစ်ပည့်၃ယောက်ကောတုံတဲ့မြို့ကိုရောက်၍တနစ်ခန့်အကြာတွင်ကောတုံတဲ့တိုင်းကြီး၌ထူးခြားစမ်းကြယ်အံ့ဩဖွယ်ဖြစ်ရကြီးတစ်ခုဖြစ်လာတော့သည်ထိုဖြစ်စဉ်မှာကောတုံတဲ့မြို့နှင့်12ယူဇနာခန့်ဝေးသောတောင်စဉ်9ခရိုင်၌ဖြစ်၏တစ်ယူဇနာလင်12မိုင်ခန့်အကွာဝေးရှိသည်ပူပြင်း၆တွေ့သောနှွေသမယ၏တကူးလာနက်နက်ထတွင်တောင်စဉ်9ရွာသားများမိုးချင်းတန်ကဲ့သို့အတန်တစ်ခုကိုမမျော်လင့်မဲ့ကြားကြရသည်နှွေခေါင်ခေါင်တွင်မိုးချင်းစရာအကြောင်းမရှိ၍မိုးပေါ်မော့ကြည့်ကြသည်ကောင်းကင်တွင်မိုးသားတိမ်လိပ်ဆို၍လက်တော်ဝါစာမြသောတစ်ဖက်တစ်စကိုပင်မမြင်ကြရမိုးချင်းသလိုမြည်သံကသာကွန်းတရာညက်တွင်တစ်ခေါက်လောက်မှန်မှန်ပေါ်ထွက်လာသည်ထို့ကြောင့်တစ်ကြိမ်တစ်ခါမျှသူတို့မကြားဘူးကြသောဤအတန်မှာဘာတန်ပါလေဟုတေးသေးချာချာနားထောင်ကြည့်ကြသည်အတန်ကြားရာဘက်မှာသူတို့တောင်စဉ်ရွာတွေနှင့်တခေါ်သာဝေးသောဒေသအခေါ်နဂါးတောင်စဉ်ဘက်မှဖြစ်သည်သူတို့ရွာများ၏ပတ်ဝန်းကျင်တွင်နဂါးတောင်မီးတောင်များရှိသည်နဂါးတောင်၏တောင်ဆောင်စင်ကြီးလျှော၄ဘက်၄တန်တွင်ပင်လယ်ကဗီးဒေသအခေါ်ပလင်ပင်များအပြည့်အကျက်ပေါက်ရောက်လျက်ရှိသည်ငကဘွဲ့ငကချင်းပေါက်များရှိတော်လေပလင်ပင်များမပေါက်ရောက်သေးသောရွှွန့်ဖုံညွန်ဖုံငကဘွဲ့ကျင်းများလည်းအမြောက်အများရှိရာထိုတောင်ကရုံးများကိုပလင်ပင်မပေါက်သေးမပေါက်သေးမပိုင်သေးသောမပိုင်ငကားငယ်များဟုသူတို့ဘိုးစဉ်ဘောင်ဆက်ယုံကြည်မှုရှိကြသည်ယနေ့မနက်ကပင်မိုးချင်းတန်လိုအတန်များကြားနေရသောငကားတောင်မှာပလင်ပင်များလက်သိပ်ထိုးပေါက်ရောက်နေကြသောငကားကြီးများပျော်ဆန်ရာငကားတောင်ကြီးမှဖြစ်သည်နက်နက်ထစားကပင်ကွန်းတရာညက်ခန့်လင်တစ်ကြိမ်ကြားနေရသောမိုးချုံတန်လိုအတန်ကြီးများမှာနေမြင့်လေအတန်ကစိတ်မြည်လာလေကျဲလောင်လာလေဖြစ်သည်ဤဒီကိုရွာသားကြီးအချို့ကနဂါးတွေပလင်တောလူလို့ရန်ဖြစ်နေကြတာလားနဂါးမလူလို့ရန်ဖြစ်နေကြတာလားတခုခုတော့တခုခုပဲပြုနဂါးတောင်ပေါ်ကအတန်တွေပိုးကျဲလာသလိုပဲဟုအရှွန်းအနောက်ပြက်ရယ်ပြုသောစကားကိုဆိုသည်ထိုအခါကလေးများကပါ
နဂါးကြီးတွေနဂါးမလူလို့ရန်ဖြစ်ကုန်ကြပြီတဲ့ဒီအတန်တွေဟာနဂါးချင်းတန်တဲ့ဟုပြောနေကြပြန်သည်ဒီလိုနဲ့နေဝန်းမွန်းမတဲ့မီမှာပင်နဂါးချင်းတန်တွေကပိုစိတ်ပိုကျဲလာပြီးနဂပွက်နဂပေါက်နဂါးကျင်းများမှကြောက်မဲ့ဖွယ်ရာမိကိုလုံးကြီးများနှင့်ရွှွညွန်ချော်ရည်များအံထွက်လာသည်နဂါးများစံပြော်ရာနဂါးတောင်များရှိနဂပွက်နဂချင်းပေါက်များမှတလင်းရာတဝိုက်မှသည်အိမ်လုံးကြောင်လုံးလူကြီး3-4ယောက်ဖက်ခန့်အထိအကြီးအသေးမျိုးစုံရှိလျာထိုနဂပွက်ပေါက်များမှာမိုးပေါ်ထိုးတက်နေကြသောမိကိုလုံးမိကိုလိပ်များနှင့်အတူအံထွက်ကြလာသောရွှွန်ရည်ချော်ရည်တွေမှာနေမွန်းမဆောင်မီပင်နဂါးတောင်ချေအောက်ရှိရွာသူရွာသားများ၏ပဲခင်နှမ်းခင်ငရုတ်ခင်ကစွန်းခင်ကိုင်းတော်လေတော်များကိုရောက်လာကြသည်ရွာသူရွာသားတွေမှာသူတို့၏ပဲခင်နှမ်းခင်ငရုတ်ခင်းများကိုနဂါးတောင်မှစီးကြလာသောချော်ရည်ရွှွန်ရည်များဖုံးသွားမှဆို၍ပေါက်တူးပေါက်ပြားတူရင်းများနှင့်ရွှွန်ရည်ချော်ရည်စီးကြောင်းများလမ်းလွဲဖောက်ပြီးနေကြရသည်ထိုအချိန်ထိသူတို့မှာကြောက်ရလန့်ရမှမသိကြသေးပဲထူးထူးခြားခြားအဖြစ်ကိုပျော်စရာလောက်ကတပျော်တစ်ပါးပင်ချော်ရည်စီးကြောင်းကိုဖောက်နေကြသေးသည်သို့သောမကြပါချေနဂါးချင်းတန်များမှမြေတုံဟီးလောက်အောင်ကျဲလောင်လာသလိုနဂါးတောင်မှစီးကြလာသောချော်ရည်ရွှွန်ရည်တို့မှလည်းအပေါ်ယံကအငွေ့တလူလူထွက်ကပူလောင်လာသည်ချော်ရည်ရွှွန်ရည်စီးလွဲကြောင်းလှုပ်ရင်းကတစက်တစ်ပေါက်လူကိုယ်ပေါ်ဆင်မိသောချော်ရည်ရွှွန်ရည်တို့မှာမိကဲ့သို့ပူလာသည်နဂါးတောင်မှစီးကြလာသောရွှွန်ရည်ချော်ရည်များကလည်းဘလို့မှစီးကြောင်းလွဲကြောင်းဖောက်လွှဲပေး၍မရတော့ပဲပဲခင်နှမ်းခင်ငရုတ်ခင်းများကိုဖုံးလွှမ်းကမြင့်ရာမှနှိမ့်ရာသို့ဒလဟောစီးဆင်းလာနေသည်ထိုအခါမှာတော့တောင်စဉ်တစ်လျှောက်ရှိရွာသူရွာသားများမှာသူတို့အခင်းတွေပျက်စီးကုန်ပြီဖြစ်သဖြင့်နှက်မျောတုန်လှုပ်လာကြသည်နဂါးတောင်ကြီးမှအဆက်မပြတ်မြည်ဟီးလာသောနဂါးကြီးများ၏ရန်လိုဟိမ့်ဟောက်ချင်းချောက်တန်များနှင့်အတူချော်ရည်ရွှွန်ရည်လှိုင်းများမှာတောင်ပေါ်မှတလိမ့်လိမ့်လှိမ့်ဆင်းလာကြလေတော့သည်ထိုအခါမှာတော့ရွာသူရွာသားများမှာစီးကြောင်လွှဲပေါက်ဖောက်နေကြရာမှပေါက်တူးပေါက်ပြားတူရွင်းများကိုပြစ်ချကာမိမိရွာဘက်သို့ပြေးလာကြရတော့သည်နဂါးတောင်ပေါ်ကလှိုင်းလုံးကြီးငယ်များပါမှာတထွာတမိုက်တလန်ထိမြင့်တက်စီးဆင်းလာကြသောရွှွန်ရည်ချော်ရည်များကိုမိတို့များတားဆီး၍မရနိုင်ကြတော့ပဲခင်နှမ်းခင်ငရုတ်ခင်းများကိုဖုံးလွှမ်းသွားသောချော်ရည်ရွှွန်ရည်များသည်တောင်ပေါ်မှနဂါးကြီးတစ်ချက်ထဟိမ့်လိုက်တိုင်းအစမတန်အံထွက်စီးကြလာကရာခင်းများနှင့်လေခွက်လေခွင်းများကိုပင်ဖုံးလွှမ်းလာသည်တောင်စင်သားတို့၏ရွာများမှာနဂါးတောင်မဟုတ်သောတောင်ချေရင်ကုန်းတန်းတောင်တန်းငယ်များ၌သာရွာတည်ထားကြသဖြင့်အခုထိတော့ရွာတဲကိုချော်ရည်ရွှွန်ရည်တွေရောက်မလာကြသည်ထို့ကြောင့်လေများစွာစိုးရိမ်ကြောက်ကြကြောက်လန့်ရကောင်းမှန်မသိကြသေးသောရွာသူရွာသားများမှာဘလို့မှမတက်နိုင်ကြတော့ပဲဒီအတိုင်းပင်မတက်ရက်ကြည့်နေကြရတော့သည်လူများထိုသို့လက်ပိုက်ကြည့်နေရချိန်တွင်အသိဉာဏ်မရှိသောတောသရိษံများနှင့်အိမ်မွေးကျွဲနွားစိတ်ခွေးကြောင်တို့မှလည်းဟိုပြေးဒီပြေးနှင့်စောက်တီရမရဖြစ်နေကြရသည်ဤရေးတွင်အိမ်မွေးသရိษံများဖြစ်ကြသောကြက်ငှက်ခွေးကြောင်ကျွဲနွားများမှာလူနှင့်အရှင်သခင်နှင့်ရင်ပါနေကြဖြစ်သဖြင့်ရွာပြင်ရှိကျွဲနွားစိတ်များကအရှင်သခင်များရှိရာရွာတဲ့ဝင်ပြေးလာကြသည်ရွာထဲရှိကြက်ငှက်နှင့်ခွေးကြောင်တို့ကလည်းသူတို့၏အရှင်သခင်များအနီးနား၌သာအော်မြည်ကြီးတွားကလူများကိုအားကိုးတကြီးနှင့်မခွာရဲဖြစ်နေကြသည်တောသရိษံများဖြစ်ကြသောသမင်တရေကြီးငယ်ဆိုင်ဆက်ဖွတ်ပရက်ဝွန်ဝက်နှင့်တကွကြားစင်တို့ကမူလူများရှိရာရွာနာကိုမရဲကြပဲသူတို့တဘာဝဗီဇစိတ်အတိနှင့်မိတောင်မဟုတ်သောတောတောင်များပေါ်တက်ပြေးတိမ်းရှောင်နေကြသည်
ဤတရိษံများဤလိုအသိရှိနေကြခြင်းမှာသူတို့ဤဘိုးဘွားဘီပင်များသည်လွန်ခဲ့သောနှစ်တန်းပေါင်းများစွာကဤလိုကတ်ဆိုးများမှဖြတ်တန်းလာခဲ့ကြရလေ၍လားဟုပင်ထင်စရာဖြစ်တော်သည်သောတရိษံများမှာဤလိုသဘာဝဘေးအန္တရာယ်များကတ်ဆိုးကြီးများကိုမိတို့မိဘုံကြော်လွှားဖြတ်တန်းကြရမည်ကိုသူတို့ဤဘိုးဘေးဘီပင်များကပင်အဆင့်ဆင့်မှားကြားထားခဲ့ကြလေသလားဟုထင်ရလောက်အောင်ဘေးကင်းရာသို့ပြေးလွှာရှောင်ပုန်းနေကြသည်တောင်စဉ်9ရွာသားကလေးတငယ်များမှမူနဂါးများရံပွဲကြောင့်နဂါးတောင်မှရွှွန့်ရည်ချော်ရည်များစီးကြလာသည်ဟုသောယုံကြည်မှုနှင့်နဂါးချင်းတန်နဂဘွက်တန်ကိုနားဆွင့်မတ်တက်ရက်ကြည့်ကကြောက်ရလန့်ရမှန်းများစွာမရှိကြသေးပဲသူတို့ဤဆုံရှုံသွားကြသောပဲပြောင်းနှံခင်းလေတော်များကိုသာနှမျောတတစွာငေးကြည့်နေကြပြန်သည်ထိုချိန်မှာပင်ကြားနေစေနဂါးများရံဖြစ်တန်ချင်းတန်ချုံတန်ထက်ကျေလောင်သောပောက်ကွဲတန်တစ်ခုကိုမြေတုံဟိမြကြားလိုက်ကြရပြန်သည်ထိတ်ထိတ်လန့်လန့်နှင့်နဂါးတောင်ဘက်ကိုလှမ်းကြည့်မိကြရာအင်ကြီးတစ်လုံးခန့်ပမာဏရှိသောကြောက်လုံးကြီးတစ်လုံးသည်နဂါးတောင်ထိပ်မှမိုးပေါ်တဲ့တဲ့မှတ်မှတ်တက်လာသည်ကိုမြင်လိုက်ကြရသည်ထိုအိမ်လုံးလောက်ရှိသောကြောက်လုံးကြီးမိုးပေါ်ကပြန်ကျလာချိန်တွင်နဂါးချင်းလိုက်တန်ကြီးနှင့်အတူနောက်ထပ်အိမ်လုံးလေးလောက်ရှိသောအလုံးကြီးတစ်လုံးသည်နဂါးတောင်ထိပ်မှမိုးပေါ်သို့တဲ့တဲ့မှတ်မှတ်ထောင်တက်လာပြန်သည်ထိုအခါစောစောကမှမိုးပေါ်မြင့်တက်လာပြီးအရှိန်သေးကပြန်ကျလာသောကြောက်လုံးကြီးနှင့်ယခုမှမိုးပေါ်ထိုးတက်လာသောကြောက်လုံးကြီးတို့လမ်းခုလက်၌ထိတွေ့တိုက်မိကြရာပောက်ကွဲတန်ကြီးနှင့်အတူကြောက်ခဲနှလုံးတို့မှာအစိတ်စိတ်အမွှားမွှားကွဲကမီးရှူးမီးပန်းလိုပြိုကွဲပြန့်ကျဲသွားသည်ဤသို့နဂါးတောင်တန်းရှိနဂဘွက်နဂချင်းပေါင်များမှာနဂါးချင်းတန်များနှင့်အတူတစ်လုံးပြီးတစ်လုံးမိုးပေါ်တက်လာလိုက်ပြန်ကျလာလိုက်လမ်းခုလက်တွင်တစ်လုံးနှင့်တစ်လုံးစောင့်တိုက်မိ၍ပောက်ကွဲတန်ကြီးနှင့်အတူပြိုကွဲသွားလိုက်ဖြစ်နေသည်မှာနေမွန်းဆောင်ကြီးအချိန်တို့ပင်ရောက်လာသည်နဂါးတွေကရံဖြစ်၍ကောင်းကြစေနဂါးတောင်တန်းတွေမှာသူတို့ရွာတွေနှင့်လည်းတမျောတခေါ်ခန့်ဝေးသဖြင့်ကလေးတွေကမူထမင်းချက်ဟင်းချက်လုပ်နေကြသောမိဘများကိုအမေအဖေနဂါးကြီးတွေလည်းကျုပ်တို့လိုပဲခဲလုံးကြီးတွေနဲ့ပြစ်ပေါက်နေကြပြီဟုအော်ပြောနေကြပြန်သည်လက်နေသို့ရောက်လာသောအခါနဂါးချင်းတန်ပောက်ကွဲတန်တို့မှာပိုးပြီးမြည်ဟီးလာသလိုနဂပွက်နဂချင်းများမှာအန်ထွက်ယူစည်းလာသောရွှွန့်ရည်ချော်ရည်တို့မှလည်းတဖြည်းဖြည်းနှင့်သူတို့ရွာတောင်ချီအောက်ကိုပင်ရောက်လာလေသည်သို့သောသူတို့ရွာတွေမှာတောင်ပေါ်တောင်ကုန်းများ၌သာတည်ထားကြသောရွာများဖြစ်သဖြင့်ရွှွန့်ရည်ချော်ရည်များကိုတော့စိုးရိမ်စရာမရှိကြသည်ထို့ကြောင့်လည်းညနေစာထမင်းစားပြီးကြသည်နှင့်နဂါးတောင်တန်းပေါ်မှနဂါးများရံဖြစ်ပြီးအိမ်လုံးကြောင်လုံးရိုင်လုံးပုတ်လုံးလောက်ရှိသောကြောက်လုံးကြောက်ခဲကြီးများနှင့်လှမ်းပြည့်လှမ်းပေါက်နေကြသည်ကိုသာကြည့်ကောင်းကောင်းမျှော်ငေးကြည့်နေကြသည်သူတို့သက်တွင်ဤလိုနဂါးရံပွဲမှာဘိုးစဉ်ဘောင်ဆက်ပင်မကြားဘူးမကြည့်ဘူးကြသောနဂါးရံပွဲကြီးဖြစ်၏ညမိုးသာချုပ်သွားသည်နဂါးရံပွဲကမပြီးသည်ဤမြအညိုတေးကြီးကြပြီးဤမြရံလိုနေကြခြင်းမှာတကောင်ချင်းနှစ်ကောင်ချင်းဖြစ်သောပြဿနာရံပွဲမဖြစ်နိုင်ဘောဂဝတီပြည်မှနဂါးများပုံကန်ထကြွမှုတစုံတစ်ခုကြောင့်အုပ်စုလိုက်ပြည်ရွာလိုက်ဖြစ်ကြသောရံပွဲဖြစ်ရမည်ဟုရွာလူကြီးတချို့ကအပြောင်အပြက်လိုအတီလိုထင်ကြီးပြီးပြောဆိုနေကြပြန်သည်ဒီလိုနှင့်ညရောက်လာသောအခါနေခင်းကမြင်ခဲ့ကြရသောကျောင်းလုံးအိမ်လုံးပုံလုံးလောက်ရှိသောကြောက်ခဲကြောက်လုံးကြီးများမှာမီးလုံးကြီးများဖြစ်ကာမိုးပေါ်တက်လာလိုက်ပြန်ကျလာလိုက်လမ်းခုလက်တွင်အတက်နှင့်အကျကြောက်ခဲနှလုံးထိ၍မီးရှူးမီးပန်းတွေပွင့်ကာလက်သန်းလက်မသည်အုံသီးလုံးအိုးပုတ်လုံးရေအိုးလုံးခန့်ရှိမီးခဲမီးလုံးများသည်ဤသည်ကိုလည်း
တောင်စဉ်ရွာသူရွာသားများနှင့်ကလေးများမှာပတ်ဝန်းကျင်ရှိတောတောင်များပေါ်မိခဲမီးလုံးများအဖြစ်စင်ကြနေတပျော်တပါးပင်လှမ်းမြော်ကြည့်ကြပြီဒီတခါတော့နဂါးကရင်းတွေကမီးလုံးမီးခဲတွေကိုတကောင်နဲ့တကောင်မှုတ်ထုတ်ပြီးသူသေးကိုယ်သေးတိုက်ခိုက်နေကြပြန်ပြီဟုပြောဆိုနေကြပြန်သည်တို့နှင့်မကြာမီမှာပင်နဂါးများရံပွဲမှလွင့်စင်ကျသွားသောမီးခဲမီးလုံးများမှာပူပြင်း၆တွေ့နေသောပင်လယ်ကပီးတော်ထဲကျသွားသည်။နှွေလဖြစ်သည့်အပြင်ပင်လယ်ကပီးရွက်၆တွေမှာ၆တွေ့နေသောမီးကျစ်စံသားသားအလုံးလေးများဖြစ်ရာတတော်လုံးတထောင်လုံးကိုမီးစတင်လောင်ကျွမ်းတော်သည်။ဤသည်ကိုလည်းဝေးဝေးကလှမ်းမြင်နေကြရသောတောင်စဉ်သူတောင်စဉ်သားများမှာနဂါးတွေကတကောင်နဲ့တကောင်ရန်ညိုးမပြေကြသေးပဲသူ့တောင်ကို့တောင်တွေကိုပင်မိရှုကုန်ကြပြီဟုပြောနေကြပြန်သည်နဂါးတောင်များကိုတောမီးကြီးလောင်နေပြီဖြစ်တော်လေငကဘွဲ့ချင်းငကပေါက်များမှမီးလုံးကြီးများကိုမူနဂါးများကတလုံးမီတစ်လုံးမှုတ်ထုတ်တိုက်ခိုက်နေကြရာနဂါးတောင်တန်းကြီးနှင့်တမျောတခေါ်ရှိတောင်စဉ်ရွာတွေမှာတညလုံးလင်းထိန်ကအနဖားပေါက်ကိုပင်ထိုး၍ရလောက်အောင်လင်းထိန်နေသည်ထိုထဲတွင်ငကဘွက်ချင်းငကဘွက်ပေါက်များမှာအန်ထွက်လာကြသောရွှွန့်ရည်ချော်ရည်တွေမှလည်းအငွေတထောင်းထောင်းထကာယခုအခါရွှွန့်ရည်ချော်ရည်တွေနှင့်ပင်မတူတော့ပဲအယောင်တလျံလျံထကာတန်ရည်ခဲရည်များလိုစီကြလာနေကြသည်စီချောင်းတွေမှလည်းတဖြည်းဖြည်းကြီးလာရာမိချောင်းမိပင်လေကြီးများတောင်ပေါ်မှစီးကြလာနေသလိုမြင်လာကြရသည်ဒီလိုနှင့်မိုးလင်းပိုင်းမှသည်နေထွက်စຫນွေထက်ပြူတို့ရောက်လာသည်နဂါးရံပွဲကမပြီးသည်သို့သောညကမီးလုံးမီးခဲတွေနှင့်တန်ရည်သွတ်ရည်တွေဟုပင်ထင်စရာဖြစ်ခဲ့ကြသောရွှွန့်ရည်ချော်ရည်တွေမှာနေရောင်ထဲ၌ပြန်ပြီးမူလအတိုင်းရွှွန့်ရည်ချော်ရည်နှင့်မိသင်းကြောက်ခဲကြောက်လုံးတွေပြန်ဖြစ်သွားကြပြန်သည်ပောက်ကွဲတန်ကြီးတွေကပိုးပြီးကျဲလောင်လာသလိုငကဘွဲ့ကျင်းပေါက်ထဲမှထိုးတက်လာကြသောကြောက်ခဲကြောက်လုံးကြီးတွေမှလည်းပိုကြီးလာသည်မကြာမီမှာပင်ပြင်းထန်သောပောက်ကွဲတန်ကြီးတစ်ချက်နှင့်အတူမြေငလျင်ကြီးလှုပ်သွားရာတောင်စဉ်တလျှောက်ရှိရွာများမှာအားလုံးတွတ်တွတ်ခါရင်ထိုးကုန်ကြတော့သည်ထိုအခါမှငလျင်ကြီးလှုပ်ပါပြီဟုအထိတ်တလန့်ကြောက်ရွံ့ကုန်ကြတော့၏မဟာပထဝီမြေကြီးအောက်ရှိကြောက်သားကြောက်လွှာကြောက်ဖြာကြောက်ပြင်တို့မှာငလင်ဤမူလဘူတနိယာမသီအိုရီအတိုင်းဖြစ်ပေါ်ပြောင်းလဲမှုကြီးနှင့်အတူတွန့်လင်းကောက်ကွေးပြက်၍ခောက်တွန့်ကွဲလန်ဖြာအက်ထက်အောင်မညီမြင့်ကြီးနှိမ့်ကြီးရွှွန်တွင်းအော့အန်မီးလျံထိန်လင်းစသည့်အချင်းအရာများတမဟုတ်ချင်းဖြစ်ပေါ်လာတော့သည်ထိုစဉ်ကစ၍တောင်စဉ်ခရိုင်ရှိမြေဧရိယာများအားလုံးကိုပိုင်းခြားကွဲအပ်ခွဲထွက်ဝေးလံလျင်မြန်စွာ၍လျားပြစ်တော်သည်ထိုအကွဲကြောင်းကြီးများသည်မိမြရှည်လျား၍မိသည့်အရက်ကစပြီးမိသည့်အရက်တွင်အဆုံးသတ်သွားသည်ကိုလည်းမသိနိုင်ကြတော့ထိုအကွဲကြောင်းကြီးများတဲကိုဘဲကဘလို့ဝင်လာကြမှန်းမသိသောရေငံများသည်ညာသံပေးကာလှိုင်းတဘိုးများနှင့်အတူဝင်ရောက်လာကြသည်ယခင်ကတမြေတဲတဆက်တဲဖြစ်သောတောတောင်များသည်မြက်တောင်တစ်ခတ်လျှက်တစ်ပြက်အချိန်မှပင်ချောင်းပေါက်မြစ်ပေါက်များချားသွားပြီးတတိတခြားစီဖြစ်သွားကြသည်ထိုထဲတွင်တောင်စဉ်ရွာတရွာဤအဖြစ်ဆန်းမှာပို၍အံ့ဩဖွယ်ရာဖြစ်သည်မြေငလင်ကြီးလှုပ်ခါနေချိန်တွင်တောင်ကုန်းပေါ်ရှိသူတို့ရွာသည်နှစ်ချမ်းကွဲသွားကတဖြည်းဖြည်းမြေကွဲချောင်းကြီးကကျဲကျဲလိုက်လာပြီးနှစ်ချမ်းစလုံးမှာရေပေါ်၌မျောပါနေသလို၍လျားနေသည်တစ်ဖက်စီရှိလူများနှင့်ကျွဲနွားတရိษံအင်ကြီးရာကြီးတစ်ပင်ပန်းမှန်အားလုံးတို့မှာမြေပေါ်တွင်ရိမ့်ရိမ့်ရိုင်ရိုင်နှင့်ပါသွားကြသည်ဤသည်ကိုနှစ်ဖက်ရွာရှိလူများကလည်းရင်ဘတ်စီတီးကဆွေမျိုးသားချင်းများအားအော်ကြဟစ်ကြနှင့်ကြည်နေကြရသည်သူတို့ကြည်နေကြစဉ်မျက်စိအောက်၌ပင်ရွာကိုနှစ်ချမ်းခွဲပြစ်လိုက်သောမြေပကြားအကြောင်းကြီးမှာဂါဝုတ်တဝက်ခန့်ကျဲသွားသည်မြေကွဲအကြောင်းကြီးတဲ့ကိုရေငံလှိုင်းတွေအော်ဟိပြီးဝင်ရောက်လာသည်
ထိုအခါယခင်ကတရွာထဲနေတရေထဲတောက်ကြသောရွာသားများမှာချက်ချင်းတမြေစီချသွားကြသည်ဤသို့နှင့်ပင်ရက်ပိုင်းအတွင်း၌တောင်စဉ်9ခရိုင်မှ6ခရိုင်သောမြေဧရိယာအကျယ်ဝန်းတို့သည်ချောင်းပေါက်မြစ်ပေါက်များချသွားကကောတုံသရေမြို့၏အရှိတောင်ဘက်ပိုင်းရှိတောင်စဉ်ဧရိယာများမှာရန်ပြဲကျွန်းညံအောင်ကျွန်းရဲကျွန်းတိုက်ကျွန်းပန်းတင်ကျွန်းစက္ကကျွန်းတို့ဖြစ်သွားကြပြီကောတုံသရေမြို့၏အရှိမြောက်နှင့်အရှိအရက်တို့တွင်စံပန်ချိုင်ကျွန်းမြတဲကျွန်းတပြုတ်ချိုင်ကျွန်းရင်ဘတ်တီးကျွန်းစသည်တို့ဖြစ်လာသည်တောင်စဉ်သားတို့ရင်ဘတ်စီတီးကြည့်ခဲ့ကြရသောကျွန်းကိုယခုအခါရင်ဘတ်တီးကျွန်းရင်ခတ်တီးကျွန်းရင်ခတ်တိမ်ကျွန်းဟုခေါ်နေကြသည်ဤကျွန်းမှာကြောက်ဖြူမြို့မှအမ်းမြို့သို့သွားသောရေလန်းကြောင်းထဲတွင်တည်ရှိသည်သင်္ဘောမော်တော်ဘုတ်စိတ်ရှိသည်ကျွန်းမော်တွင်ကန်ကျွန်းကြီးကန်ကျွန်းခြေလေးနွားရုပ်တောင်မြောက်တိုက်အဝပြင်စက်ကြပြင်စသည့်ရွာများယခုတိုင်ရှိသည်နဂါးတောင်မိတောင်များပောက်ကွဲရာမှတဘာဝဖောက်ပြန်မှုကြီးများဖြစ်ပြီးတောင်စဉ်6ခရိုင်မှမြေဧရိယာအားလုံးသည်ကျွန်းတောင်များကျွန်းများကြီးဖြစ်သွားရာနောင်ကြာလာသောအခါကျွန်းစဉ်ဟုဖြစ်လာလေသည်ထိုကျွန်းစဉ်များတွင်မြစ်ပေါက်ချောင်းပေါက်ပေါင်း60ရှိသည်ကိုရှေးရခိုင်များကနဂါးကြီးစိတ်ဆိုးပြီးတစ်ချက်မှုတ်လိုက်ရာမအီပေါက်30တန်းလွဲပေါက်30ဖြစ်သွားသည်ဟုပုံပြင်ပမာပြောလာခဲ့ကြသည်ထို့ကြောင့်တန်းလွဲချောင်းမအီချောင်းသွားလောင်းလီများသည်60သောမြစ်ပေါက်ချောင်းပေါက်များကျွန်းစဉ်တစ်လျှောက်တွင်ရှုပ်ရှက်ခတ်နေလေရာတန်းလွဲပေါက်နှင့်မတီပေါက်ကိုမှားမဝင်မိရန်ယခုထိရေချောင်းမကျွမ်းကျင်သောပဲ့ကင်များအားလူကြီးပဲ့ကင်ဟောင်းများကသတိပေးပြောကြားကြတုံးပင်ရှိသေးသည်ကောတုံသရေမြို့နှင့်12ယူဇာများယူဇနာများဝေးသောတောင်စဉ်တောင်တန်းများရှိနဂါးမီးတောက်ခြင်းနဂါးများရန်ဖြစ်ကြခြင်းမှာတရက်နှစ်ရက်ကြာတော့မှအင်းငိမ့်သွားသည်သို့သောငကဘွဲ့ချင်းငကဘွဲ့ပေါက်များမှအခိုးငွေများမှမူတလူလူတလွင့်လွင့်ထွက်နေကြဆဲပင်ရှိနေသေး၏ကောတုံသရေမြို့နှင့်12ယူဇနာခန့်ဝေးသောတောင်စဉ်တောင်တန်းများရှိနဂါးမီးကြီးတောက်ပြီးနောက်ပိုင်းကာလနှစ်မချားမီပင်ကောတုံသရေမြို့ပတ်ဝန်းကျင်ရှိငကဘွဲ့ငကချင်းငကပေါက်များမှနဂါးများလည်းတကူပြမီးထတောက်လာကြပြန်သည်ဤသည်ကိုအာဝမင်းကမိသူသောအတိတ်နမိတ်ဖြစ်မိနည်းဟုပညာရှိပရောဟိတ်ကြီးများနှင့်တိုင်ပင်သည်ရှိဘူးလောင်းတော်ဘေးလောင်းတော်နောင်တော်တို့ခေတ်ကဤကဲ့သို့နဂါးဆောင်သောကောတုံသရေ၌နဂါးမီတောက်လင်မိတို့မိပုံဆောင်ရွက်စီမံခဲ့ကြသည်ကိုမေးမြန်းသည်သို့သောရှေးမီနောက်မီပညာရှိမူကြီးမှတ်ရာပရောဟိတ်ကြီးတို့၏ဘိုးစဉ်ဘောင်ဆက်မှတ်တမ်းမှတ်ရာများတွင်ကောတုံသရေမြို့၌ဤကဲ့သို့နဂါးများမိတောက်စားသည်ကိုဘယ်မှတ်တမ်းမှတ်ရာများမှရှာမတွေ့ကြထို့ကြောင့်နဂါးမီတောက်ခြင်းမှာမိကဲ့သို့သောအတိတ်နမိတ်ဖြစ်သည်ကိုဘယ်ပညာရှိကမှတက်အပ်မပြောနိုင်မလျှောက်တင်နိုင်ကြထိုအခါတပြည်တရွာကရောက်လာသူလောလောဆယ်တွင်လောကီပညာရက်များကိုအမခန့်ပြသနိုင်သူပြသနေသူလောကီတက္ကသီလာကျောင်းတော်ကြီးကိုအုပ်ချုပ်နေသူပမောက္ခကြီးကာလာဘုတ်ကိုအာဝမင်းကမေးမြန်းသည်လောကီပညာရပ်ဖက်တွင်ပါရဂူမြောက်တက်ထားသောနိုင်ငံပေါင်းမြောက်များစွာရှိမြို့ရွာနှင့်တကွာတောတောင်ခန္ဓာရမကြံလှဲ့လေကလောကီပညာရပ်မြောက်များစွာကိုသင်ယူလာခဲ့သောကာလာဘုတ်ကြီးမှလည်းနဂါးမိတောက်သည်ဆိုခြင်းကိုဤတိုင်းဤပြည်ဤကောတုံသရေမြို့ကိုရောက်မှမြင်ဘူးတွေ့ဘူးသူဖြစ်ရာသူလည်းမိကဲ့သို့သောအတိတ်နမိတ်ကြောင့်နဂါးများမိတောက်စားသည်ကိုရဲရဲဝံ့ဝံ့မလျှောက်သင်တတ်ပြီသို့သောဤကဲ့သို့ဖြစ်ရခြင်းဤအတိတ်နမိတ်များကိုသိရှိနိုင်ရန်ရက်သက်သက်ပတ်3ပတ်တို့မဟုတ်တလခန့်အချိန်ပေးပါသူအဖြေရှာပေးပါမည်ဟုကာလာဘုတ်ကြီးကအာဝမင်းထံခွင်ပန်သည်ကာလာဘုတ်ကြီးဤမျက်လက်လက်ဓာပြီးဒုတ်ပြီးကိုပြောက်မိုးပေါ်ပြန်ပြနိုင်သည့်လောကီပညာရပ်များပေါ်ယုံစားသက်ဝင်နေသူအာဝမင်းကလည်းကာလာဘုတ်ကြီးဤရှောက်တင်ချက်ကိုအာကိုတကြီးနှင့်ခွင့်ပြုလက်ခံလိုက်လေသည်ရက်သက်သက်ပတ်3ပတ်သို့မဟုတ်တလကြာလင်
အာဝမင်းအားတစုံတစ်ခုသောအဖြစ်နောင်ဖြစ်ပေါ်လာမိအတိတ်နမိတ်များကိုရှောက်ကြားတော်မူဖြစ်ရာကာလာဘုကြီးမှာဘယ်မှမကြားဘူးမကြုံခဲ့ရဘူးသောနဂါးမီတောက်ချင်းကိုလေ့လာရန်မိငိမ့်နေပြီဖြစ်သောနဂါးတောင်များစီသို့သူ့တပည့်ကြီး2ယောက်နှင့်အတူသွားရောက်လေ့လာကြသည်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲအပိုင်း9ခခွေပြီးဆုံးပါပြီရှင်နောက်လာမယ့်အပိုင်းဆက်လေးတွေကိုဆက်စောင့်မျှော်နားဆင်ပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမ Venus ပါ